မသိမှုဆိုတဲ့အမှောင်ကြီးကကာစီးထားတဲ့အချိန်ပိုင်းတွေမှာတဏှာဆိုတဲ့ကြိုးတန်းလန်းကြီးချီနှောင်ရက်နဲ့တို့တွေဟာတန်လျာခရီးကိုရှိကြသောတန်လျာခရီးကြီးကိုနှစ်ပေါင်းကြာမြင့်စွာကဘာပေါင်းကြာမြင့်စွာသွားလာခဲ့ကြရတယ်အဲ့ဒီသွားလာခဲ့တဲ့တန်လျာခရီးကြီးရဲ့အစဆိုတာမသိနိုင်လောက်အောင်ရှီဝေးခဲ့ပြီလို့ဒီလိုဆိုတယ်အစကိုမသိနိုင်လောက်အောင်ကြာညောင်းခဲ့လေပြီလို့ဒီလိုပြောတာအဲ့ဒီလိုတန်တရားခရီးမှာဘုန်းကြီးတို့တွေသွားတာတိတိကြီးသွားနေတာမဟုတ်ဘူးအမှန်မသိမှုတွေနဲ့မှောင်ထဲမှာစန္ဒဝါဝါသွားနေကြတာဖြစ်တယ်မှောင်နေတဲ့ဆိုတာကိုယ့်ကိုစဉ်းစားကြည့်လိုက်နေ့ဖြင့်ငါဘာဖြစ်မလဲသိလားမသိတာမှောင်နေတယ်ဆိုအထိပ္ပယ်ဒီဘဝတည်းမဲ့အမှောင်ကျနေတယ်အဲ့နေ့ဖြင့်ငါဘာတစ်ဘက်ခါဘာနောက်နှစ်ခါဘာဆိုတာကျွတ်တင်ပြောပြီးတော့လှုပ်ထားနိုင်လို့မရဘူးလေမျောလင်းချက်တွေတော့ရှိမှာပေါ့မျောလင်းချက်တွေကတော့ရှိတာပေါ့အဲ့တော့မျောလင်းချက်ဆိုတာအမှန်တရားမှမဟုတ်တာဖြစ်ချင်မှဖြစ်မှာပေါ့ကိုကတော့မျောထားတာပဲလေနော်မျောထားတဲ့အတိုင်းနေ့ဖြင့်ငါတွေ့ချင်မှတွေ့တာအဲ့တော့ကြောင့်မလို့နေ့ဖြင့်ငါဒီပင်မှောင်းနေတာလို့ဆိုတော့ကဲဒီဘဝကသေဆုံးသွားသည်သေသည်အခြားမဲ့၌ငါပဲသွားမလဲဆိုတာပိုးမှောင်သွားဘယ်သူမှသိနိုင်စွာမရှိဘူးဘုန်းကြီးတို့လည်းမသိဘူးကဲတခါရှေ့ခရီးကိုပြန်ကြည့်လိုက်ဒီဘဝတော့ဘယ်မြို့ဘယ်ရွာဘယ်အမေဘယ်မိသားစုတဲမှာလူလာဖြစ်တယ်ဆိုတာအဲ့ဒီတောင်မှပဲကိုမှတ်မိတဲ့အတိုင်းတာလေးတစ်ခုလောက်သာလူတွေကသိကြတယ်မမှတ်မိတဲ့အတိုင်းတာတွေအများကြီးကြံရသေးတယ်နော်အမေဘိုက်ထဲဘယ်တော့ရောက်လာဘယ်သူကပို့ပေးလိုက်တယ်လဲဘာမှမသိဘူးအမေဆိုတာတောင်မှပဲအပြင်ထွက်လာမှဒါအမေဆိုလို့သာအမေခေါ်လိုက်တာတကယ်ကိုအမေစိတ်ဟုတ်ချင်ပါလဲဟုတ်ပို့ပြီးတော့မသေးကြတာကတော့အဖေပဲအဲ့ဒါဘုန်းကြီးကပြောတာမဟုတ်ပါဘူးနော်မင်းတို့မင်းကြီးလက်ထက်ကဝိနည်းသိက္ခာဘုံနဲ့ပတ်သက်ပြီးအလွန်ကိုတန်တရားကုတ်ကုတ်ဆာကြီးမားတဲ့ရွှေကျင်ကိုင်းကြီးကိုစတင်ဖြစ်ပေါ်စေတဲ့ရွှေကျင်ရွာဝက်လက်လှတော်နာကရွှေကျင်ရွာသားဆရာတော်ဥဇာကရရွှေကျင်ဆရာတော်လို့ခေါ်တယ်အဲ့ဒီဆရာတော်ကြီးကဝိနည်းသိက္ခာဘုံဒါလေးစားတယ်သူ့အကြောင်းပြုပြီးတော့ရွှေကျင်ကိုင်းဆိုတာဖြစ်လာအဲ့တော့ဘုန်းကြီးဆိုတာဆွေမတော်မျိုးမတော်ဆိုလို့ရှိရင်ပစ္စည်းလေးပါဖိတ်ကြားထားသူမဟုတ်လို့ရှိရင်မတောင်းရတောင်းခံခွင့်မရှိဘူးအမေအဖေဆိုရင်တောင်းခံခွင့်ရှိတယ်ဆွေတွေမျိုးတွေဆိုရင်လည်းတောင်းခံလို့ရတယ်ပေါ့သူလှူနိုင်တာတောင်းလို့ရသေးတယ်ပေါ့တစိမ့်တရားဆိုရင်လုံးဝမတောင်းအောင်ဘုန်းကြီးတွေမှာအဲဒီဝိနည်းစည်းကမ်းချက်ရှိတယ်အဲ့တော့ဆရာတော်ကြီးကကြံကြံဖန်ဖန်ကက်ကက်တက်တက်စဉ်းစားတယ်ငါမေတော်ကြီးကတော့တေချာလောက်တယ်ပေါ့ဒီအမေကမွေးလာတာတေချာဒါပေမဲ့အဖေတော့ငါမတေချာဘူးအဲ့တော့သူ့တခါကြီးကိုပြောတယ်တခါကြီးဝိနည်းစည်းကမ်းလွတ်အောင်ဖိတ်ကြားထားပါညာတိနဲ့ပဝရိတဆွေမျိုးရင်လည်းဖြစ်ရမယ်ဖိတ်ထားတဲ့တခါရင်လည်းဖြစ်ရမယ်တစုံတစ်ခုတောင်းကျင်လို့ရှိရင်ဖိတ်ထားတာဖြစ်ရမယ်လို့ဆိုတခါကြီးကိုအဲ့ဒါဖိတ်ကြားဖို့မတော်တဆကိုတခါကြီးဆိုပြီးတောင်းပြီးလို့တခါကြီးမဟုတ်ဘူးဆိုရင်ဒုက္ခရောက်မှာနော်အဲ့ဒါနဲ့တခါကြီးကိုသွားပြီးတော့ပြောတဲ့အခါကျတခါကြီးကစိတ်တူတာပေါ့ကိုတော့ဒီလောက်တန်တရားရှိနေကိုတော့အမေပဲမေးကြည့်ပေါ့အဖေမသေးကြဘူးလို့သူကပြောတာနော်ဒါမြန်မာသမိုင်းထဲမှာတကယ်ရှိခဲ့တာနော်မင်းတို့မင်းလက်ထက်ကမြန်မာသမိုင်းထဲမှာတကယ်ရှိခဲ့တာအုတ်ချစ်ကျော်အေးမန္တလေးအုတ်ချစ်ကျော်အေးမန္တလေးဆိုတာမန္တလေးမြို့ပြထီထောင်တဲ့ခုနှစ်တက္ကရာပေါ့နော်1221အင်ဂျင်ခက်ကိုင်းရွှေကျင်ကိုင်းဆို1222မန်းလေးတင်ပြီးနောက်နှစ်ရွှေကျင်ကိုင်းပေါ်
ဒီလိုဆိုလိုတာပေါ့အဆိုလေးတွေနဲ့မှတ်ထားတက္ကရီကိုမမှတ်မိလို့ရှင်အဲ့ဒါလေးတွေနဲ့မှတ်ရတယ်သမိုင်းလေးလာတဲ့ပုဂ္ဂိုလ်တွေကတော့သိမှပေါ့ဒီထောင်တဲ့တက္ကရီတွေဆိုတာများလာတဲ့အခါတော့မှတ်ရခက်တာတော့မြန်မာရာဆိုရင်လေးလာမှုတဲ့သမိုင်းပညာရှင်တွေသို့မဟုတ်သမိုင်းကျောင်းသားတွေဆိုမှတ်မြန်မာပြည်မှာပကံခေတ်ပြီးတဲ့အခါမှာပညာခေတ်ပြီးတော့စကိုင်းနဲ့ပညာပေါ်လာပြီးတဲ့နောက်အင်ဝခေတ်ပြီးတော့မှအမရပူရကုန်းမောင်ခေတ်ပြီးတော့မှအမရပူရပြီးမှမန္တလေးခေတ်လို့ဆိုပြီးတော့ကုန်းမောင်တွေကမန္တလေးခေတ်ဒီလိုခေတ်တွေမှာဘယ်ခုနှစ်မှာအမရပူရတို့ဘယ်ခုနှစ်မှာအင်ဝတို့ဘယ်ခုနှစ်မှာပင်းရတို့ဆိုတာမျိုးပြတီထောင်တယ်လဲဆိုတဲ့သမိုင်းမှတ်တမ်းတွေကိန်းကနန်းတွေကိုမှတ်လို့လွယ်အောင်လို့ဒီသင်္ကေတကလန်းလေးတွေနဲ့မှတ်တမ်းလေးတွေလောက်ထားတာပမာစာပေထဲမှာရှိတယ်ပေါ့မုံရွေးစီတော်ဆရာတော်ကြီးပဲလှုပ်သလားဘယ်သူလှုပ်တယ်လဲဆိုတော့ဩတာဘယ်သူဆိုတာတော့တေချာမမှတ်မိဘူးတောတာလပင်ရတီတဲ့တောတာလဆိုတာတောဆိုတာသဆိုတောက်ကြတာဆိုတာတောက်ကြဆို6ကဏ္ဍတာကစနေဆို9ကဏ္ဍလကဗုဒ္ဓဟူးဆို4ကဏ္ဍနော်684ခုနှစ်မှာပင်ရစပြီးတည်ထောင်ပါတယ်လို့ဆိုဒီကိန်းကဏ္ဍကိုရပေါ့နော်ပကံခေတ်ပြတ်သွားတဲ့နောက်မှာပင်ရပေါ့အဲ့လိုပဲတန်တတိုင်းစကိုင်းတီတဲ့တာတတိုင်းလို့လည်းရေးကြတယ်တန်တတိုင်းလို့လည်းရေးကြတယ်680ဒါကစကိုင်းမြို့တည်တဲ့တက္ကရာမနစ်ကလာမကြခင်ကနှစ်900ပြည့်ပွဲလုပ်သွားတာတုတ်ခွင်သွင်းအင်းဝတီဆိုတဲ့စကားလုံးရှိတုတ်ခွန်သွင်းတုတ်ဆိုတာခွန်ကဏ္ဍခွန်ဆိုတာနိကဏ္ဍသွင်းက6ကဏ္ဍ920ခွန်အဲ့ဒါအင်းဝတဲတာလို့အဲ့ဒါလို့မြန်မာတက္ကရာသမိုင်းမှာမတန်းလေးတွေကမှတ်မိစရာလေးတွေပေါ့AI Whiteley အမရတီအမရပူရမြို့တီတာ AI Whiteley AI တစ် White ဗုဒ္ဓဟူး4လီဗုဒ္ဓဟူးဟုတ်လား1144အမရပူရမြို့တီတယ်လို့သူဆိုရဲအဲ့တော့ခေတ်ဒီမှာဒီလိုကိန်းကနန်းလေးတွေနဲ့မြန်မာတက္ကရာကိုမှတ်တမ်းတင်ကြတာမှတ်လို့လွယ်အောင်လို့မှတ်တမ်းတင်တာအဲ့ဒါလိုပဲမြန်မာရာဇဝင်မှာအင်းကြီးခက်ကိုင်းရွှေကျင်ကိုင်းလို့ဆိုပြီးပေါ်လာတဲ့ခုနှစ်မှာဝိနည်းသိက္ခာပုဒ်နဲ့ပတ်သက်ပြီးအလွန်လေးစားပြီးတန်တရားပွားတတ်တဲ့ရွှေကျင်ဆရာတော်ကြီးကသူ့အဖေကိုစိတ်မချလို့တက္ကကြီးဘုန်းကြီးဆိုတာဖိတ်ထားမှတောင်းကောင်းတယ်ဖိတ်ပါလို့ဆိုတက္ကကြီးကလည်းကြားဘူးနာမရှိတော့ဒီကိုတော့ငါမယုံလို့မေးနေတာပဲဆိုဒီလိုရောက်သွားကိုတော့မယုံရင်ကိုတော့အမေသာမေးတော့လို့ပြောလိုက်တယ်နော်အဲ့ဒီလိုလောကကြီးမှာတန်တရားပွားတာမျိုးတွေဆိုတာရှိတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာအခုလိုရှည်လျားတဲ့အချိန်ကာလတွေနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေဟာကျွတ်တင်သိနိုင်မသိနိုင်တာတွေကအလွန်များတယ်ပေါ့ဒီဘဝတွေမှာတာဝမြတ်စွာဘုရားဟောတာအဝိဇ္ဇာနိဝရဏနံတဏတန်ယောဇနံအဝိဇ္ဇာကပိတ်ဆို့ထားတဲ့အချိန်မှာတဏကျိုးကတန်းလန်းနဲ့တန်တရားခရီးကိုရှောင်လန်းခဲ့ကြတာအလွန်ရှည်တယ်လို့ဒီလိုဆိုတာအဲ့ဒီအလွန်ရှည်တယ်ဆိုတဲ့အချိန်နဲ့ပတ်သက်ပြီးတော့မိလိန်နာမင်းကြီးကအတ္တဆိုတဲ့အချိန်ကာလရှေးစာပေထဲမှာအတ္တကိုအဒွန့်လို့ရေးလိမ့်ရှိတယ်နော်အဲ့ဒီအချိန်ပိုင်းတွေကိုခွဲခြားပြီးတော့သူပြောခဲ့တယ်အဲ့ဒီပြောတာနဲ့ပတ်သက်ပြီးတော့ချိတ်ဆက်ပြီးတော့နောက်ထပ်မေးခွန်းတစ်ခုထပ်မေးတယ်